ဘသူကိုမှကိုမပိုင်ဆိုင်ပါဘသူကမှဘသူကိုမပိုင်ဆိုင်ပါဘူးလူဆိုတာထီးထီးတီးတန့်တည်ရှိနေတာပါတခါတလေမှာအချစ်ချင်းနေမွန်းနေချိန်သူ့ကိုချစ်လို့သူ့နောက်မခွဲမခွာလိုက်လို့စိတ်ရှိတယ်ဒါမှမဟုတ်ငါ့ကိုသူပိုင်ဆိုင်တယ်လို့တစ်ဖက်သက်တွေးထင်တတ်တယ်သူ့အတွက်အရာရာပြည့်စက်လို့သူကိုပေါ်ဘလို့ပြုမှုကိုမမှုခဲ့ဘူးဘွေမယူခဲ့ဘူးသူ့အနားမှာပဲကိုနေခြင်းခဲ့တယ်ငါကိုခွဲမသွားပါနဲ့လို့တောင်သူ့ခြေတလုံးကိုဖတ်မျက်ရည်ရွှဲလဲနဲ့တောင်းပန်တတ်ခဲ့တယ်တကယ်တော့သူ့ကိုပိုင်ဆိုင်ပါတယ်လို့ကိုတစ်ဖက်သက်ဆန္ဒရှိပြောလို့မရပါဘူးသူကဘာလို့ကိုပိုင်ဆိုင်တဲ့အရာဖြစ်ရမှာလဲချစ်သူရည်စားဖြစ်လို့ခင်ပွန်းယောက်ျားဖြစ်လို့ဇနီးမိန်းမဖြစ်လို့ဆိုရင်တော့သူဟာကိုပိုင်တဲ့အရာမဟုတ်ပါဘူးကိုတို့ရဲ့ပေါင်းသင်းဆက်ဆံရေးဟာဘလောက်နဲ့သူဟာသူ့တကူဒီထီးတီးတန့်တီးရှိနေတာပါကိုယ့်ရဲ့ကိုပိုင်ပစ္စည်းမဟုတ်ပါဘူးတငယ်ချင်းတယောက်အသေးကွဲတော့သူကငကိုတဲ့ကငါဟာပဲလေလို့မကျင်မနှက်ပြောတယ်ဒီလိုစကားဟာရည်စရာကောင်းပြီးကလေးသိပ်ဆန်မနေဘူးလားယောက်ျားနဲ့မိန်းမကြားမှာအနက်ရှိုင်းဆုံးဆက်ဆံရေးကအချစ်ဖြစ်တယ်ပိုင်ဆိုင်ခြင်းလည်းမဟုတ်ဘူးကိုကဘသူကိုမှမပိုင်သလိုဘသူကမှလည်းကိုမပိုင်ပါဘူးဒါကပြောရလွယ်ပေမဲ့လောက်ရခတ်တဲ့အမျိုးပေါ့တွဲလာတာကြာလာတာနဲ့အမျှတစ်ဖက်လူကိုပိုင်ဆိုင်တယ်ဆိုတဲ့အတွေးမျိုးကိုတို့ဝင်တတ်တယ်ဒီလိုအတွေးကမဟုတ်မှန်းသိပေမဲ့မတွေးမိဖို့မလုံနိုင်ခဲ့ကြဘူးအချိန်တွေအများကြီးကြာလာမှကိုတို့ချစ်တဲ့သူကိုတို့မပိုင်ဆိုင်မှန်းသိလာရတယ်သူပျော်ရွှင်မှုကိုသူရှာဖို့သူ့မှာအခွင့်အရေးရှိတယ်သူ့ဘဝကိုသူဘလို့ဖြတ်တန်းမယ်ဆိုတဲ့အခွင့်အရေးသူ့မှာရှိတယ်သူ့လိုဝက်ချက်ကိုသူထိန်းထားနိုင်တဲ့အခွင့်အရေးသူ့မှာရှိတယ်ကိုမချစ်နိုင်တဲ့အခွင့်အရေးသူ့မှာပိုလို့တောင်ရှိပါတယ်